ကိုရတော်ပြေးပေါ်နီးကပ်လာခြင်းမှာ Infantino ရဲ့အားပေးမှုကိုခံခဲ့ရတယ်။ Ronaldo နဲ့ Messi ရဲ့အနေအမြင် Esport ကမ္ဘာလားပြိုင်ပွဲအကျင့်အပိတ်ပွဲစဉ်ကျင်းပရာ Paris မြို့စီရောက်ရှိနေတဲ့ ပေါ်တူဂီကနဝင်စတားကြီး Cristiano Ronaldo ဟာ FIFA ဥက္ကဋ္ဌ Gianni Infantino နဲ့လူချင်းတိုက်ရိုက်ဆုံတွေ့ခဲ့ကြပါတယ်။ဒီတွေ့ဆုံမှုမှာတော့ Infantino က Ronaldo ရဲ့ကျန်းမာရေးအခြေအနေကိုမေးမြန်းခဲ့သလိုဘောလုံးသမိုင်းသစ်ရေးထိုးတော့မယ်ကိုရတော်ဆန်ရင်အကြောင်းကိုလည်းဆရာထက်သန်စွာထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဗီဒီယိုလေးကို YouTube ကနေကြည့်နေတယ်ဆိုရင်ရေရှည်ရက်တည်ဖို့အတွက် VPN လေးခံပြီးကြည့်ပေးကြပါဦး။ဒီလိုမျိုးကမ္ဘာဘောလုံးဖွဲ့ကျွဲထိပ်သီးကောင်းဆောင်ကိုယ်တိုင်ကပါအလေးနဲ့ထားမေးမြန်းရတဲ့အထိ Ronaldo ရဲ့ပုံရိပ်ဟာကမ္ဘာထိပ်သီးမှာအခိုင်အမာတည်ရှိနေစေပါပဲ။ Infantino က Ronaldo ကိုနှုတ်ဆက်ရင်ကိုတထောင်ပြေးဖို့ညဖို့အတွက်အခုဆိုရင်23ကိုပဲလိုတော့တာမဟုတ်လားလို့အေးဆေးစွာမေးမြန်းခဲ့ရမှာ Ronaldo ကလည်းဝမ်းမြောက်ဝမ်းသာနေပဲအမှန်ပါပဲကိုတထောင်ပြေးဖို့23ကိုပဲလိုပါတော့တယ်လို့ပြန်လည်အတည်ပြုဖြေကြားခဲ့ပါတယ်။ဒီလိုမျိုးတမိုင်းဝင်စံချိန်စီဦးတည်နေတဲ့ Ronaldo ရဲ့စွမ်းဆောင်ရည်ကို FIFA ဥက္ကဋ္ဌကလှည့်လှည့်နဲ့အတိမတ်ပြုခဲ့ပြီးလိုချင်တဲ့ပန်းတိုင်စီအမြန်ဆုံးရောက်ရှိပါစေကြောင်းစွမွန်ကောင်းတောင်းရင်အားပေးစကားပြောကြားခဲ့တာပါ။ FIFA ဥက္ကဋ္ဌအားပေးမှုကိုရရှိခဲ့တဲ့ Ronaldo ကလည်းကျေးဇူးအထူးတင်ရှိကြောင်းဝမ်းသာအားရပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဒီလိုမျိုးဘောလုံးရာဆွေထဲမှာတစ်ခါမှမရှိဘူးသေးတဲ့ကိုတထောင်စံချိန်ကြီးစီကိုတုံတိုးတက်နေတာက Ronaldo ရဲ့မစိုးမနှင်းတဲ့စိတ္တဇခွာနဲ့ချမ်းခိုင်မှုကိုမိမောင်းထိုးပြနေတာဖြစ်ပါတယ်။ Ronaldo အောင်ဘေကလန်အသင်းစီပဲရောက်ဘလို့စင်ကောင်မူမျိုးနဲ့ပဲရင်ဆိုင်ရပရီးမီးယားလိလာလီဂါနဲ့စီးရီစားတဲ့အခက်အခဲဆုံးလီကြီးတွေမှာပါဇက်စီအောင်တက်တဲ့ပြပြီးတမိုင်းဝင်အောင်မြင်မှုတွေကိုကိုယ်တိုင်တီဆောက်ပြခဲ့သူလည်းဖြစ်ပါတယ်။ဘယ်နေရာရောက်အောင်မြင်အောင်လုပ်ပြနိုင်တဲ့သူရဲ့စွမ်းရည်ကတော့အတူတူစရာပါ။အသက်40ကျော်တဲ့အထိအားသွန်ခွန်ဆိုင်ဂျိုးပန်မီတမိုင်းဝင်စံချိန်တွေကိုတစ်ခုပြီးတစ်ခုရယူနေတာဟာသူ့ရဲ့ Egret စိတ်ဓာတ်ကိုအထင်သာမြင်တွေ့ရစေတာဖြစ်ပါတယ်။အဲ့တော့စီမှာရှိတဲ့ဒီလိုမျိုးစင်ကောင်မူတိုင်းကိုထိထိရောက်အနိုင်ယူလို့တဲ့စိတ်ဓာတ်နဲ့ကိုပိုင်ဂျိုးပန်မှုတွေအကြောင်းပဲဘောလုံးကဘာရဲ့ထိပ်ဆုံးမှာတယောက်တည်းမောမမတ်ရက်တီပြနိုင်ခဲ့တယ်လို့ဆိုရမှာပါမိမိကိုယ်ကိုအမြဲတမ်းတိုးတက်အောင်ပြုလုပ်နေတဲ့သူ့ရဲ့စ조사မှုကဘောလုံးသမိုင်းမှာထာဝရစံချိန်တင်ကျန်ရစ်တော့မှာဖြစ်ပါတယ်။ဒါတစ်ဖက်မှာတော့ Messi ဆိုတဲ့ကစားမဟာဘာစတာဆိုတဲ့စနစ်တကျပြုစုပြောထောင်ပေးထားတဲ့ရှေပုံနန်းထဲမှာသာအကာအကွယ်ယူပြီးချိန်စွမ်းပြနိုင်ခဲ့သူတူဖြစ်နေတာကြံရှိခဲ့ပါတယ်။ဘာစတာအသင်းရဲ့အစင်သစ်ပြင်ဆင်ပေးထားတဲ့ကစားကွက်တွေကနေထွက်ခွာလိုက်ရတဲ့အချိန်မှာတော့ Messi ရဲ့အကန့်အသတ်ရှိတဲ့ရေသွေးနဲ့ရုန်းကန်ရမှုတွေကိုအတိုင်းသားမြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ကစားကွက်ပံ့ပိုးမှုတွေမရှိရင်ဘာမှမလုပ်နိုင်တဲ့သူ့ရဲ့အားနည်းချက်ကအတိအသာကြီးပေါ်လွင်ခဲ့ပါတယ်။PSGမှာဖြစ်စေအမေရိကန်မေဂျာလိလိုပြိုင်ဆိုင်မှုနေပါတဲ့ဘယ်ပွဲတွေမှာဖြစ်စေ Messi ရဲ့ရုန်းကန်ရမှုတွေဟာအထင်သာပေါ်လွင်နေကြတာပါ။ Ronaldo လိုမျိုးကလပ်သေးမျိုးစုံလေးမျိုးစုံမှာစင်ကောင်မှုတွေကိုရဲဝံ့ရင်ဆိုင်ရဲတဲ့တက်တီမျိုး Messi စီမှာလုံးဝမရှိခဲ့ပါဘူး။ဘာစတာရဲ့ကာကွယ်တွေမရှိတော့တဲ့အခါ Messi ရဲ့ခြေစွမ်းဟာပုံမှန်စင်းစီလင်းမြန်စွာထိုးဆင်းသွားခဲ့ရဖြစ်ပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဝင်းကျင်မှာမရှိနိုင်တာကသူ့ရဲ့ပုံရိပ်ကိုကြာဆင်းစေခဲ့ပါတယ်။ဒါကြောင့်လည်းဘောလုံးလောကမှာစင်ကောင်မှုတိုင်းကိုအနိုင်ယူပြီးအထက်တန်းကျစိုးမိုးထားတဲ့ Ronaldo ရဲ့စွမ်းဆောင်ရည်ဟာထာဝရမမတ်တီးရှိနေမှာဖြစ်ပါတယ်။ဒီမှာဥက္ကဋ္ဌကိုရိုင်းကပင်ဒေးစားစွာအားပေးရတဲ့အထိ Ronaldo ရဲ့ဂုဏ်ထောင်ပန်းနိုင်ဟာကမ္ဘာဘောလုံးသမိုင်းမှာအကြီးကျယ်ဆုံးမှတ်တိုင်တစ်ခုဖြစ်လာတော့မှာပါ။ဘယ်လိုမှလည်းမမီနိုင်သေးတဲ့စံချိန်ကြီးကိုစိုက်ထူနိုင်တော့မဲ့ Ronaldo ရဲ့ခြေလမ်းတွေကတော့အင်မတန်အားကျစရာကောင်းလာပါတယ်။အတော်ကျုံအနေနဲ့ပြောရမယ်ဆိုရင်တော့မိမိကိုယ်ပိုင်ရေးသွေးနဲ့အောင်မြင်မှုတွေကိုအရယူပြခဲ့တဲ့ Ronaldo ဟာဘောလုံးသမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးအမှန်တကယ်ပင်ထာဝရရည်တည်သွားတော့မှာဖြစ်ပါတယ်။စနစ်တစ်ခုရဲ့အကာအကွယ်အောက်မှာပဲရှင်သန်ခဲ့တဲ့ Messi ကတော့ Ronaldo ရဲ့အေယာမပုံရိပ်ကြီးအောက်မှာတဖြည်းဖြည်းနဲ့နှင်းမိန်ပြောင်းကွယ်သွားတော့မှာမလွဲဧကန်ဖြစ်ပါတယ်။စင်ကောင်မှုတွေကိုရင်ဆိုင်ကြော်ဖျက်ပြခဲ့တဲ့ Ronaldo သားလင်းဘောလုံးလောကရဲ့ထာဝရဧကရေအပြင်ကျန်ရစ်ခဲ့တော့မှာပါ။